အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတက်မြတ်ဆက်နှစ်ဆက်ကြီးရောက်ပြခဲ့ပဇွန်တော်မြို့နယ်ရဲ့တင်နေဆိုလိုက်ပါတယ်ဒီနေ့မှာတောင်ကြီးတောင်မွားနေပြီးတော့ဒုတိယအကြိမ်လီဖန်အကောင့်20ဓာတ်ဆီအင်ဂျင်လေးကိုမှာရပေးသွားပဲဖြစ်ပါရှင်ပထမတစ်ခေါက်မှာတော့ကာဝါဆကီ9កောင်ခွဲအင်ဂျင်လေးကိုမှာရပေးထားတာပဲဖြစ်ပါရှင်ခုလိုမျိုးယုံကြည်စိတ်ချစွာဖြည့်ငွေလွှဲမှာရပေးရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆိုင်မှာလာရောက်ပြီးတော့ဝယ်ရွာပေးခြင်းနဲ့ဆိုရင်တော့ဆိုင်မှ52 58 54လဲဘလောက်ပစံတော်မျိုးနဲ့မလာရောက်ဝယ်ရွာပေးနိုင်ပါတယ်ရှင်။နေရကစတမာများအနေနဲ့မှာယူခြင်းနဲ့ဆိုရင်တော့မင်္ဂလာတမ်းမြေ Facebook page ကနေတစ်စီဖြစ်စေ Viber နံပါတ်3995122669လေးကနေဖြစ်စေတစ်စက်ဆက်သွယ်မှာရွာပေးနိုင်ပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးတိရှုပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။